ဒီကောင်လေးကိုကြည်စမ်းတကယ်ကိုမလွယ်ဘူးသူ့ရဲ့ဝီရိယရှိပြီးတွက်လက်တဲ့လက်တစုံကိုပဲအားကိုးပြီးတော့ဒီတော့အုပ်ထဲမှာဗီလာအင်ကြီးတစ်လုံးဖန်တီးလိုက်တာအထက်မြင့်အဆောက်အုံတွေဟာမြေပြင်ကနေပဲဆက်ရတာမို့ကျွန်တော်တို့အရင်ဆုံးဖောင်ဒေးရှင်းချတာကိုကြည့်ကြရအောင်ကျင်းတူးတယ်ဘီလက်မြေလောင်းတယ်ဒီအောက်ခြေဖောင်ဒေးရှင်းကတော့တကယ်ကိုခိုင်ခန့်မှုရှိတာဖောင်ဒေးရှင်းခြောက်သွားတာနဲ့ချက်ချင်းပဲအိမ်ကျန်းထေဆောက်ဖို့ပြင်တော့တာပဲဒီတစ်သားပြားတွေခင်းထားတာကိုကြည့်ပါဦးတကွက်နဲ့တကွက်ကွက်တီပဲဒါပြီးတာနဲ့ပတ်ပတ်လဲကနေရန်တွေကိုပါထောင်လိုက်ပြီးဒါကိုခိုင်ခန့်တည်ငြိမ်တယ်လို့ခေါ်တာပေါ့ဒီကောင်လေးအလုတ်လုတ်တာတွက်လက်ချက်ချပုံများကြည့်လိုက်တာနဲ့တင်ဝါရင်လက်သမားကြီးတယောက်မှန်းသိတာတယ်အမိုးထုတ်တန်းတွေတင်လိုက်ပြီးဒါကတော့အိမ်ဆောက်တဲ့နေရာမှာအရေးကြီးဆုံးအဆင့်ပဲချွန်းချွန်းအမိုးကိုပိတ်လိုက်ပြီးမိုးကမိုးပြားတွေခင်းလိုက်တာနဲ့ဟောဒီအိမ်ရဲ့ပုံစံကချက်ချင်းထွက်လာတာပဲနောက်ဆိုလေတိုက်တိုက်မိုးရွာမကြောက်ရတော့ဘူးပေါ့ခိုင်ခန့်ယုံတင်မကဘူးလှလဲလှရအောင်မယ်လေပြင်ပနေရန်တွေကိုတစ်သားပြားတွေကတ်တယ်ပြီးတော့လင်းထိန်နေတဲ့မှန်ပြတင်းပေါက်ကြီးတွေတက်ဆင်လိုက်တယ်နောက်ဆုံးမှာတော့အစစ်မြင့်မီးခိုးရောင်ရေကာဆေးတုပ်လိုက်တာအိမ်ရဲ့အပြင်ပန်းတွင်ပြင်ကမြို့ပေါ်ကတိုက်ခန်းတွေထက်တောင်ပိုပြီးခန့်ညားထဲဝါသွားသေးတယ်ကဲကျွန်တော်တို့အိမ်ထဲဝင်ပြီးတွားကြည့်ရအောင်နေရန်ထဲမှာထည့်ထားတဲ့ဒီပန်းရောင်အောက်ခံပြားတွေကိုအပူဒဏ်ခံကွမ်း insulation လို့ခေါ်ပါတယ်ကျွန်တော်တို့ဆောင်းတွင်းမှာဝတ်တဲ့အောက်ခံအင်ဂျီတွေလိုမျိုးပေါ့ဆောင်းတွင်းမှာအနှွေးတက်ပေးပြီးနွေရာသီမှာအပူဒဏ်ကိုကာကွယ်ပေးတယ်လျှက်စစ်မီကြိုးတွေတွေ့တန်းပြီးအဖြူရောင်နေရန်ကပ်ပြားတွေတက်လိုက်တာနဲ့အိမ်ထဲကချက်ချင်းကိုလင်းထိန်သွားတာပဲနောက်ဆုံးအဆင့်အနေနဲ့ကတော့အရေးသွေးကောင်းတဲ့တစ်သားကြမ်းခင်းတွေခင်းနေပြီးတော့ဆွတ်ဆွတ်ဖြူပြီးတန်ရှင်းတဲ့မီးဖိုချောင်ကပ်ပိနက်တွေကိုတက်ဆင်လိုက်တယ်ပြီးရင်တက်တောင့်တက်တာရှိတဲ့ကတင်ကြီးတစ်လုံးကိုအခုလိုချလိုက်ရုံပဲဒီလိုတဘာဝအောက်ဆီဂျင်တွေပြည့်ဝနေတဲ့နေရာမျိုးမှာအိတ်ဆက်ရတာဘလောက်တောင်စိတ်ချမ်းသာစရာကောင်းလိုက်မလဲတငယ်ချင်းတို့ရေ